အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ခိုင်ကောအလုပ်မှာရှိတဲ့အသက်ချက်၅ချက်ကိုဒီဗီဒီယိုလေးကနေပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ကကြတော့ခိုင်ကောအလုပ်လုပ်တဲ့အခါမှာစကားပိုရပါတယ်အမားတွေလည်းအများကြီးပြောမိတယ်စကားတွေလည်းအများကြီးပြောမိတယ်ဒါကြောင့်ဒီအလုပ်ကစကားပိုရပါတယ်နံပါတ်2ကတော့ဂျပန်မိသားစုတွေရဲ့ချစ်ချင်းမြတ်တာသူတို့ရဲ့စားတောက်နေထိုင်ပုံသူတို့ရဲ့လစဉ်မှာကျင်းပတဲ့ဘုံကမဆရီတွေတို့သူတို့ရဲ့ဘုံကတွေကိုပို့ပြီးတော့မှလေ့လာခွင့်ရတဲ့အလုပ်ဖြစ်ပါတယ်နံပါတ်3ကကြတော့လူတွေကိုပြုစုစောင့်ရှောက်တဲ့စနစ်တွေနဲ့တွားရတဲ့အလုပ်ဖြစ်တဲ့အတွက်လူတွေကိုပြုစုစောင့်ရှောက်တဲ့နည်းစနစ်တွေကိုပို့ပြီးတော့မှလေ့လာခွင့်ရပါတယ်နံပါတ်4ကကြတော့ရာသီဥတုထံကိုတိုက်ရိုက်မခံစားရတဲ့အလုပ်ဖြစ်ပါတယ်ဂျပန်မှာဆိုလို့ရှင်ပူတဲ့ချိန်ဆိုလို့ရှင်လည်းအရန်ပူပြီးတော့မှအေးတဲ့ချိန်ဆိုရင်အရန်အေးပါတယ်ဒါပေမဲ့ခိုင်ကောအလုပ်ကတော့ဒီအိမ်ထဲမှာပဲတက်ကြီးရွယ်အိုတွေကိုပြုစုစောင့်ရှောက်ရင်းနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ပူတဲ့ချိန်ဆိုရင်အေးအေးလေးနေရပြီးတော့မှနှွေးတဲ့ချိန်အေးတဲ့အချိန်ဆိုလို့ရှင်တော့နှွေးလေးနေပြီးတော့မှအလုပ်လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်နောက်ဆုံးအချက်၅ချက်ကတော့စားပို့ပြီးတော့မှလေ့လာလို့ရတဲ့အလုပ်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့အိမ်ကနေကိုကမီနီ9ခုအစ်စ်ကိုကြည့်လာတယ်ဆိုရင်အဲ့ဒီအလုပ်ထဲမှာပဲကိုကအဲ့ဒီမီနီ9ခုကိုအသုံးချလို့တနေရာမှာအသုံးချလိုက်လို့ရပါတယ်နောက်ပြီးတော့ကိုကမသိဘူးဆိုလို့ရှိရင်လည်းအလာပါတက်လာပါစကားပြောရင်းနဲ့အဖိုးဖွားတွေကိုမေးပြီးတော့မှလေ့လာလို့ရတဲ့အလုပ်ဖြစ်ပါတယ်ဘာလို့ဆိုစကားတွေပဲပြောပြီးတော့မှလုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကိုမှစာနဲ့ပတ်သက်ပြီးတော့မှမေးမဲ့အချိန်တွေလည်းအများကြီးရှိတယ်လို့အများကြီးပို့ပြီးတော့မှကိုလေ့လာရင်လေ့လာတယ်လို့စာတွေအများကြီးရနိုင်တဲ့အလုပ်လို့ကျွန်မတို့ထင်ပါတယ်ရှင်ဟိုက်ဒါဆိုရင်တော့ကောင်းတဲ့ချက်လေးတွေတည်သွားပြီဆိုရင်တော့ကိုဒီခိုင်ကောအလုပ်ကိုလုပ်နိုင်မလားမလုပ်နိုင်ဘူးလားဆိုတာကိုကိုတခြားလေးဆုံးဖြတ်လို့ရသွားပြီလို့ထင်ပါတယ်ရှင်ဘိုင်ဘိုင်